ဒါတော့တောင်တက်တရာပိုင်းပေါ့နော်ရေတွေကိုလေးကြည့်ပါအောင်ဒီလိုမျိုးလေးကြီးစိမ့်တောင်နေရပဲပေါ့နော်တောင်တက်တဲ့လမ်းလေးဒီလိုမျိုးဒါတောင်တက်နည်းနည်းအရင်လိုမျိုးအန်တယ်မရှိဘူးပြောရမယ်ဒီလမ်းอ่ะပေါ့နော်မချောကြလို့ရှိရင်လည်းနည်းနည်းသူကတင်လဲတည်သွားနိုင်တဲ့အချိန်ကြီးရှိရလမ်းနေပေါ့နော်ဒါကျွန်မတို့သွားတဲ့ချိန်တချို့လူဆိုပြန်လာပြီးတော့ဒါရေစော့နေကြတာပေါ့နော်ကျွန်မတို့ကမှဘတ်စကားဆောင်ပါဆောင်နေဘတ်စကားမစီရတယ်နဲ့နောက်ကျသွားတာပေါ့နော်ဒါတော့တောင်းတလန်းတစ်လျှောက်ပါပြီးတော့တကယ်လေအန်ဒီရဲ့အရှိဆုံးလေကတော့ဒီလေကပေါ့နော်သူကလေကြည့်လို့ရှိရင်တော့မမှတ်ပေမဲ့ဒီတကယ်တက်ချင်းဒီလေကနေပြီးတော့မမှတ်ကြည့်ပေါ့နော်ကြောက်တုံးကြတဲ့ဝင်တက်တာဆိုတော့လေတော်တော်လေးမှအန်ဒီများတယ်ပေါ့နော်ကျွန်မနောက်တစ်ခေါက်တော့မသွားပြလောက်တော့ဒီနေရာလေးအရန်ကြောက်လို့ပေါ့နော်